မင်္ဂလာပါဗျာဟုတ်ကဲ့အခုဘယ်ကလာရောက်ဝယ်ယူတာလဲကိုဒီရက်လေးလေကျွန်တော်တို့စိတ်ကြီးခနောင်တုံမြို့နေရပါစိတ်ကြီးကနာတော့မျိုးလေအခုဝယ်ယူတာတဲ့ဆက်လေးပါတော့ဒီမှာလူကြီးရပေါ့နော်လူကြီးရဝတ်3000မြစ်ဆက်လေးပေါ့နော်ဟုတ်ကဲ့အခုဒီမှာကျွန်တော်တို့ကိုစမ်းပြမျိုးပြရှင်းပြပေးတာအဆင်ပြေမှုရှိပါလားကိုရှိပါတယ်ဟုတ်ကဲ့ဒီနှုန်းပိုင်းရောကိုဘယ်လိုလဲတက်တာမှုရှိလားကိုဈေးနှုန်းပိုင်းကတော့မစိုးဘူးလို့ပြောအောင်ပါနော်ဟုတ်ကဲ့ကျွန်တော်တက်နိုင်ဆုံးတရားလေးလေးရှော့ပေးတာပါတယ်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့နောက်ပြီးတော့ကိုလိုအပ်တာရှိရင်လည်းကျွန်တော်တို့ရှိမှအများနဲ့လာရောက်အားပေးလို့ရပါတယ်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကျွန်တော်တို့ဆိုင်ရာကိုအများနဲ့ကြိုးဆိုနေပါတယ်ဟုတ်ကဲ့ပါခင်ဗျာဝယ်ယူအားပေးတဲ့အတွက်လည်းကျွန်တော်တို့ကကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ဟယ်လိုမင်္ဂလာပါရှင်မင်္ဂလာသမီးစနေစက်ပြရောက်ပြခဲ့ပြီးကျွန်တော်မြို့နယ်နေပြီးပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီဆက်လျာတော့စိတ်ကြီးခဏောင်တောကနေပြီးတော့လာရောက်ဝယ်ယူအားပေးသွားတယ်လူတီအန် LT 3900ဓာတ်စီဝတ်3000မီးဆက်လေးပဲဖြစ်ပါတယ်ဆက်လေးကိုလာရောက်ဝယ်ယူအားပေးသွားတဲ့ကိုလည်းတူပဲကျေးဇူးတင်ရှိပါရှင်ဆိုင်မှာလာရောက်ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့ဆိုင်အမှတ်52 58 54နဲ့အလဲဘလောက်ပစွန်တော်မျိုးနယ်မှာလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်ရှင်အသေးစိတ်ကိုတော့ဖုန်းနံပါတ်3995588811နဲ့3995122266